ကဲအားလုံးပဲမင်္ဂလာပါဗျာကလိုင်းဝါရှိကြဒုတိယဝါဒနာရှင်ကြီးကိုမောင်နှမတွေအားလုံးပဲမင်္ဂလာပါလို့ဝန်ဆက်တာပါဗျာနော်ကဲကျွန်တော်တို့မနက်ကတော့ကျွန်တော်တို့တွေနော်66ဆိုပြီးကြာသွားတယ်66ဆိုကြာသွားတဲ့အတွက်ကျွန်တော်တို့ကဒီနေ့နော်တနင်္လာနေ့ညနေမှာညီကိုမောင်နှမတွေအားလုံးပဲကျွန်တော်တို့သူ့ရဲ့နော်စီကြောရသူကတော့ကြားခဲ့တဲ့ပိန်တွေကတော့နော်ဒီမှာ89လို့တဲရိုက်တယ်53လို့တဲရိုက်ထားတယ်နော်နောက်တစ်ခါကျွန်တော်တို့ကဒီမှာ1 2ဆိုကျွန်တော်တို့ကတဲရိုက်ထားတယ်ဆိုတော့1 2 8 9 53သူကြခဲ့တဲ့လုပ်ငန်းစဉ်ရဆိုကျွန်တော်တို့ဒီညနေမှာလည်းကျွန်တော်တို့ပေးမယ်ဆိုရင်ကျွန်တော်တို့တွေက1ချင်း2ချင်းနဲ့သူကအပြီးကြပါမယ်ဆိုတော့အပြီးစဉ်လေးတော့တွေ့တယ်နော်အဲ့ဒါလေးကိုကျွန်တော်ကပြပေးမယ်ဆန္ဒရှိရင် like ဆော့ပါနော်အကိုရမတွေအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေ့လို့ share ခါကြရင်လဲနော်ကျွန်တော်ရဲ့အကောင့်လေးကို follower လေးလုပ်ပေးပါအသေးလေးလက်မလေးတွေပေးပါနော်ကဲအဲ့ဒါကျွန်တော်တို့ချက်လေးစာကြည့်အောင်သူကဒီမှာဘယ်လိုတွေ့လဲဆိုတော့နော်ကျွန်တော်ဒီမှာ2 5 4ဆိုပြီးတော့ဒီလို3လုံးပေါင်းခြင်း2 5 4ဒီလို3လုံးပေါင်းခြင်းကသူကတဲ့အဲ့တက်ဒီသူ့ရဲ့အောက်ဘက်မှာကျွန်တော်တို့တွေကကြာတက်ဆိုကျွန်တော်တို့ကြာနော်တက်ဆိုပြီးကြာပေးတာနောက်တစ်ပင်ကြည့်မယ်ဆိုရင်တဲ့အဲ့ဒီ1နှစ်ကတက်ခဲ့တဲ့ဒီနော်အဲ့ဒီနော်အဲ့ဒီ1နှစ်ကနော်တစ်ထိပ်စီရဲ့တဲ့2 8က2ထိပ်စီရဲ့အဲ့နှလုံးရဲ့ကျွန်တော်တို့ဒီက96က6နောက်ကဒီ3လုံးပေါင်း6နဲ့1ကဏ္ဍ3လုံးပေါင်း9တဲ့အဲ့9တီးကျွန်တော်တို့ကသူ့ရဲ့အောက်မှာ9နောက်ပိတ်နဲ့ကျွန်တော်တို့89ဆိုကျွန်တော်တို့လိုက်ကြတယ်နော်အဲ့တော့ကကျွန်တော်တို့တွေကထပ်ပြီးတော့စက်ကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကနော်ဒါလေးတစ်ချက်ကြည့်သူကဘယ်လိုဆက်ပေးထားလဲဆိုတော့ဒီ89က8ထိပ်ကဲတဲ့40က4ထိပ်ကဲတဲ့နော်ကျွန်တော်တစ်က1နောက်ကဒီ3လုံးပေါင်းချင်း3အဲ့3ဒီလေတဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့53ဆိုပြီးတော့3နောက်ပိတ်နေကျွန်တော်တို့လိုက်ပြီးကြပေးထားတယ်ဒါဆိုတော့ကျွန်တော်တို့ကဒီညနေတော့ကျွန်တော်တို့ကစကြည့်မယ်ဆိုရင်သူ့ရဲ့နော်တပင်2ပင်3ပင်ပေးထားတယ်ကျွန်တော်တို့4ပင်မြောက်အောင်ကျွန်တော်တို့ဆက်ပေးမယ်ဆိုရင်ဒီ53ကနော်ကျွန်တော်တို့53က5ထိပ်ကဲတဲ့32က3ထိပ်ကဲတဲ့2ကကျွန်တော်တို့တွေက2နောက်ကဲတဲ့နော်532ဒီ3လုံးပေါင်းချင်းဒီခွန်တဲ့အဲ့ခွန်ဒီကျွန်တော်တို့တွေကဒီမှာခွန်ပါဝါ2ခွန်2ကွမ်းချင်းကသူကဒီမှာဒီညနေမှာကျွန်တော်တို့ကထိပ်သီးသုံးမဟုတ်နောက်ပိတ်ဆိုကျွန်တော်တို့လိုက်ပြီးတော့ဆင်းပေးရမယ်နော်ကိုရမတယ်ဒါလေးကိုတစ်ချက်ကြည့်နော်ကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ်sorry နော်2 5 4ဒီ3လုံးပေါင်းချင်းဒီ2 5 4ဒီ3လုံးပေါင်းချင်းဒီတဲအဲ့1ဒီတက်ပိုင်နဲ့ကျွန်တော်တို့က1 2ဆိုကျွန်တော်တို့ရိုက်ပေးသွားနောက်တော့ကျွန်တော်တို့ကဒီ1 2 6ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့တွေက9တဲ့အဲ့9ဒီကျွန်တော်တို့က9ပိုင်နဲ့ကျွန်တော်တို့89ဆိုပြီးရိုက်တယ်တဲတွေပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့က8 4တက်ဒီ3လုံးပေါင်းချင်းဒီ8 4တက်ကဏ္ဍ3လုံးပေါင်းချင်းဒီ3အဲ့3ဒီ3ပိုင်နဲ့53ဆိုကျွန်တော်တို့ကဆင်းလာတဲ့အခါမှာကျွန်တော်တို့က1ပင်2ပင်3ပင်တော့ပေးပြီးသွားပြီ4ပင်မြောက်ကျွန်တော်တို့ဆက်ပေးမယ်ဆိုရင်ဒီ932ဒီကဏ္ဍ3လုံးပေါင်းချင်းဒီခွန်နဲ့အဲ့ခွန်ဒီဆိုကျွန်တော်တို့ဒီညနေမှာခွန်ပိုင်ပေါ့နော်ဖြစ်ဖို့အားများတော့ခွန်ပိုင်ဆိုပြီးကျွန်တော်တို့တွေကဖြစ်ဖို့အားများတယ်နော်ခွန်ပေါ့အဲ့ခွန်ကိုကျွန်တော်တို့တွေကဘာနဲ့တွဲထိုးမလဲဆိုလို့ရှိရင်ညီကောင်ကဒါလေးကိုတစ်ချက်ကြည့်ပြီနော်တော့က2 5 4ဒီ3လုံးပေါင်းချင်း1ကတက်ပိုင်လို့ရိုက်တဲ့အခါကိုတဲ့ကျွန်တော်တို့တွေက4 3ညဒီနှလုံးဆောင်နှလုံးလှမ်းပေါင်းချင်းနော်4နောက်ပိုင်းနဲ့3နောက်ပိုင်းနှလုံးလှမ်းပေါင်းချင်းဒီ4နှစ်ခတ်ဒီ2ပိုင်နဲ့ကျွန်တော်တို့က1 2ဆိုကျွန်တော်တို့ရိုက်တယ်နက်ခတ်လို့တစ်ချက်ရိုက်ပြီးတဲ့အခါမှာနောက်တစ်ပင်မှာကျွန်တော်တို့က1 2 6ဒီသလုံးပေါင်းချင်းဒီ9ပိုင်နဲ့သူကကြားထားတဲ့အချိန်မှာတဲ့နော်9ပိုင်နဲ့ကျွန်တော်တို့ကြားထားခြင်းဒီ6က6နောက်ပိတ်ကဒီ2နောက်ပိတ်ကဇောင်းနှလုံးလှမ်းပေါင်းချင်းဒီကျွန်တော်တို့က8အဲ့8ဒီကျွန်တော်တို့က8ပိုင်နဲ့89ဆိုပြီးရိုက်တယ်နော်ဒီမှာတော့4ရဲ့နက်ခတ်2နဲ့ရိုက်တယ်ဒီမှာတော့ကျွန်တော်တို့တွေက8ကို8ရဲ့နက်ခတ်1လို့မရဘဲနဲ့8ပိုင်နဲ့ကျွန်တော်တို့ရိုက်ထားတယ်နက်ခတ်တစ်ချက်ဒဲတစ်ချက်ဆိုရိုက်ရတယ်ရိုက်ထားတဲ့အခါမှာနောက်တစ်ပင်မှာကြည့်မယ်ဆိုရင်8 4တက်ကဏ္ဍ3လုံးပေါင်းချင်းဒီ8 4တက်ကဏ္ဍ3လုံးပေါင်းချင်းဒီ3ပိုင်ကိုကျွန်တော်တို့ရထားတဲ့အချိန်မှာတဲ့ဒီ1နောက်က9နောက်ကဇောင်းနှလုံးပေါင်းချင်းဒီ3ညအဲ့3ညရဲ့ပါဝါဒီ9ဆိုကျွန်တော်တို့က53ဆိုသူကအပြီးဆင်းထားတယ်နော်နက်ခတ်တလဲဒဲတလဲပါဝါတလဲဆိုပြီးဆင်းထားတယ်အတွက်ကျွန်တော်တို့ကထပ်ပြီးကြည့်ရမယ်ဒီ9 3ညနဲ့ကဏ္ဍ3လုံးပေါင်းချင်းဒီခွန်ပေါ့ဒီခွန်ပိုင်းလို့ရထားတဲ့အချိန်မှာဒီ2နောက်ကဒီ3နောက်ကဇောင်းနှလုံးပေါင်းချင်းဒီ
5ပါဝါဒီ3ည5နှစ်ခတ်ဒီ3 5 3ည3ဆိုတဲ့ကီးနဲ့ကျွန်တော်တို့ကဒီခွန်နဲ့ကျွန်တော်တို့အပီးရိုက်မလားနော်ဒါကတော့ဒီမှာသူ့ရဲ့ကြားထားတဲ့လမ်းကြောင်းရနော်ဒီ3လုံးပေါင်းချင်းကျွန်တော်တို့က1ကိုဟုတ်လား1ပိုင်းလို့ရိုက်တာကိုဒီတောင်းနှလုံးပေါင်းချင်း4နှစ်ခတ်2နဲ့1နှစ်လို့အပီးရိုက်တယ်ဒီ3လုံးပေါင်းချင်း6ပိုင်းလို့ရိုက်တာကိုဒီ6နှစ်နှလုံးပေါင်းချင်း8နဲ့အပီးရိုက်တယ်နောက်တော့ကဒီ8 4 1ကဏ္ဍ3လုံးပေါင်းချင်း3ဆိုတာကိုသူကဒီ1 9နှလုံးပေါင်းချင်း3ညပါဝါ9နဲ့53ဆိုပြီးအပီးရိုက်တာတယ်ဒီမှာလည်းကျွန်တော်တို့9 3ညနဲ့ကဏ္ဍ3လုံးပေါင်းချင်းခွန်ဆိုတာကိုတဲ့သူကဒီတောင်းနှလုံးပေါင်းချင်း9နှစ်ခတ်3 5ပါဝါ3ည5 3ည3ကီးနဲ့ကျွန်တော်တို့အပီးရိုက်မလားဒီညနေမှာနော်အပီးရိုက်မလားရိုက်မယ်ဆိုရင်ကျွန်တော်တို့ကီးဒီနော်5 3ည3ကီး5 3ည3ကီးနဲ့ဒီခွန်နဲ့ကျွန်တော်တို့ကတွဲထိုးရမယ်ဆိုလို့ရှိရင်နော်တွဲထိုးရမယ်ဆိုကျွန်တော်တို့ထိုးရမယ်ကဏ္ဍဒီနော်ကျွန်တော်ပြီးရင်ချရေးပြီမယ်နော်ကဏ္ဍလိုက်တာဆိုကျွန်တော်နောက်တစ်မျိုးကျွန်တော်တို့ထပ်ပြီးတော့တစ်ချက်ကြည့်အောင်နောက်တစ်မျိုးကြည့်တဲ့အခါမှာသူရဲ့လမ်းကြောင်းရသူပေးတာတော့သူကတိုရင်းလိုရှင်နဲ့သူကနှိမ်တိုင်းလို့ပေးနေတယ်ကျွန်တော်တွေ့ရတယ်တွေ့ရသည်တဲ့ကျွန်တော်တို့ဒီနော်ဒီခွန်ကိုနှလုံးပေါင်းချင်းဒီ6ပါဝါဒီ6တက်ဝန်းချင်းဒီညနေခင်းမှာ56ဆို6နောက်ပိုင်းနဲ့ရိုက်ထားတယ်ဒီ4နှစ်နှလုံးပေါင်းချင်းဒီ6ပါဝါတက်1နှစ်ဆိုရိုက်ထားတယ်နော်ဒီ9တက်နှလုံးပေါင်းချင်း6ပါဝါတက်6တက်ဝန်းချင်းကိုသူကမနက်ခင်းမှာ96ဆိုကြားထားတာတွေ့တယ်နော်နောက်တော့ကကျွန်တော်တို့က6တက်နှလုံးပေါင်းချင်းခွန်ပါဝါ2ဆိုတာကိုကျွန်တော်တို့တွေကနော်ဒီမှာ28ဆိုပြီးတော့သူကနော်ရှိုက်ပြီးတာတွေ့တယ်နောက်တော့ကကျွန်တော်တို့က6တက်နှလုံးပေါင်းချင်းခွန်ဟုတ်လားခွန်ပါဝါ2ကျွန်တော်တို့ကရိုက်တာတယ်1နှစ်နှလုံးပေါင်းချင်း3ပါဝါ8ထိပ်8တက်နှလုံးပေါင်းချင်း9ပါဝါ4ထိပ်6 4နှလုံးပေါင်းချင်း3ညပါဝါ5ထိပ်ဆိုပြီးတွေ့တယ်နော်2 5နှလုံးပေါင်းချင်းခွန်ပါဝါ2ဆိုပြီးတွေ့တာတယ်6 3ညနှလုံးပေါင်းချင်း6ပါဝါ1 6တက်ဝန်းချင်းကိုကျွန်တော်တို့ကတွေ့နေတယ်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကရထားတယ်ကျွန်တော်တို့ကခွန်ပိုင်းကိုဟုတ်လားကျွန်တော်တို့ကခွန်ပိုင်းဆိုတာကိုကျွန်တော်တို့တွေက9 3ည3ကီးနဲ့ထိုးမလား6တက်ဝန်းချင်းနဲ့ထိုးမလားဒါကိုကျွန်တော်တို့တစ်ချက်ပြန်ဆက်ရတော့မယ်နော်ညီကောင်မတော်မတွေရဲ့သုံးသက်ပါနော်ကျွန်တော်ခုနကကျွန်တော်ပြပြီးပြီဒီ3လုံးပေါင်းချင်း1ကို1ပိုင်းလို့ရိုက်တယ်ဟုတ်လားဒီ3လုံးပေါင်းချင်း9ကို9ပိုင်းလို့ရိုက်တယ်ဒီ3လုံးပေါင်းချင်း3ပိုင်းကို3ပိုင်းလို့ရိုက်တယ်ဒီ3လုံးပေါင်းချင်းခွန်ပိုင်းလို့သူကကြောက်ကြပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကနော်ဗာရေးမလဲညီကောင်မတွေခွန်နော်ခွန်ပိုင်းခွန်ပိုင်းကိုမှကျွန်တော်တို့တွေကဘာနဲ့ထိုးမလဲကျွန်တော်ခုနကပြောသလိုဒီနှလုံးပေါင်းချင်း4နှစ်ခန့်2နဲ့ရိုက်မလားဒီနှလုံးပေါင်းချင်း8ပိုင်းနဲ့ရိုက်တယ်ဒီနှလုံးပေါင်းချင်း3ညပါဝါ9ပိုင်းနဲ့ရိုက်တယ်အဲဒါကြောင့်ဒီနှလုံးပေါင်းချင်း5နော်5 3ညနော်5 3ည3ကီးရှိမယ်တစ်ချက်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့တွေကခုနကကျွန်တော်ပြောသလိုပဲနှလုံးပေါင်းချင်းနှလုံးပေါင်းချင်း6နှလုံးပေါင်းချင်း6ပါဝါ1နှလုံးပေါင်းချင်းခွန်ပါဝါ2နှလုံးပေါင်းချင်း3ပါဝါ8နှလုံးပေါင်းချင်း9ပါဝါ4နှလုံးပေါင်းချင်း3ညပါဝါ5နှလုံးပေါင်းချင်းခွန်ပါဝါ2နှလုံးပေါင်းချင်း6ပါဝါ1 6တက်ဝန်းချင်းနဲ့ခွန်ပိုင်းကကျွန်တော်တို့ကခွန်ပိုင်းကိုကျွန်တော်တို့တွေက6တက်အချိန်နဲ့ပြီးမလားဒါမှမဟုတ်ရင်ကျွန်တော်တို့ကဟုတ်လား9 3ည3ကီးနဲ့ပြီးမလားဒါကလူကြီးမင်းတို့လည်းသုံးသက်ပါကျွန်တော်ပြပေးတဲ့ site ကလေးကိုလည်းညီကောင်တော်တွေပြန်ပြီးကြည့်ကြိုက်လို့နှစ်သက်လို့ဆော့ကျင်တယ်ဆိုရင်တော့ညီကောင်တော်တွေဒီညနေမှာကျွန်တော်ကပေးခြင်းကတော့ကျွန်တော်ကတော့ခွန်ပိုင်းပေါ့ခွန်ပိုင်းနော်ခွန်ပိုင်းကိုကျွန်တော်တို့က6တက်နဲ့ကတ်မလား9 3ည3နဲ့ကတ်မလားလူကြီးမင်းတွေအဆင်ပြေတဲ့ကတ်ပေါ့သူရဲ့လုပ်ငန်းစဉ်သဘောရတော့သူကဒီမှာအပီးပေါက်စင်လာတာဒီကျွန်တော်တွေ့တာတော့ကျွန်တော်ပြောပြပြီနော်ဒီ3လုံးပေါင်းချင်း1ကိုဒီ3လုံးပေါင်းချင်း4နှစ်ခန့်2နဲ့ရိုက်တယ်ဒီ3လုံးပေါင်းချင်း9ကိုဒီနှလုံးပေါင်းချင်း8နဲ့အပီးရိုက်တယ်ဟုတ်လားဒီ3လုံးပေါင်းချင်း3ကိုဒီနှလုံးပေါင်းချင်းဟုတ်လား3ညပါဝါ9နဲ့အပီးရိုက်တယ်ဒါကြောင့်ဒီ3လုံးပေါင်းချင်းခွန်ပိုင်းဆိုတာကိုကျွန်တော်တို့ဒီနှလုံးပေါင်းချင်း9 3ည3ကီးနဲ့ရိုက်မလားဟုတ်လားဒါမှမဟုတ်သူ့ရဲ့ကြနေတဲ့အတိုင်း6ပါဝါ1ဟုတ်လားနော်6ကို6လို့တည်းရိုက်တယ်6ပါဝါ1လို့ရိုက်တယ်
ခွန်ပါဝါ2လို့ရိုက်တယ်3ပါဝါ8လို့ရိုက်တယ်9ပါဝါ4လို့ရိုက်တယ်ဟုတ်လား3ညပါဝါ5လို့ရိုက်တယ်ခွန်ပါဝါ2လို့ရိုက်တယ်6ပါဝါ1လို့ရိုက်မလား6လို့ရိုက်မလားရိုက်မယ်ဆိုရင်16ဝန်းချင်းကိုလည်းခွန်ပိုင်နဲ့တွဲထိုးလို့ရပါတယ်ဒါကအညီကိုမတော်မတွေအဆင်ပြေလို့ထိုးပါเนาะကျွန်တော်အကိုတွေမတွေအားလုံးကိုကျွန်တော်ဒီမှာခြိုက်ပြီမယ်ကျွန်တော်တို့ခွန်ပိုင်เนาะတွဲထိုးမယ်ဆိုလို့ရှိရင်ခွန်1ခွန်6เนาะကျွန်တော်တို့ကခွန်20ခွန်5ခွန်3เนาะကျွန်တော်တို့အားလုံးကဏ္ဍ5ခွက်ပေါ့เนาะကဏ္ဍ5ခွက်တော့လိုက်ပြီးတော့ကန်ဆန်းကြည့်ပါเนาะဒီကောင်မတော်တွေ2D ကကျွန်တော်တို့က 3D လို့မဟုတ်ဘူးတွန်းမရတဲ့အတွက်အာတော့ကစားပါလောဘမကြီးပါနဲ့เนาะမိတို့တိုင်းတလောက်ကလေးမိတို့ဆော့ပါကျွန်တော်တို့ပေးပြီးပြီเนาะအားလုံးကိုညီကောင်မတော်အားလုံးကိုကျွန်တော်ပြောပြီးပြီခွန်ပိုင်နဲ့ခွန်1ခွန်6ခွန်20ခွန်5ခွန်3ဆိုတဲ့ကဏ္ဍ5ခွက်နော်တတ်နိုင်တော့ခွန်ပိုင်ခွန်ပတ်သီးပါဗျာခွန်ပတ်သီးကိုပတ်နိုင်တဲ့ညီကောင်တွေလည်းပတ်ပေါ့မပတ်နိုင်တဲ့ညီကောင်တွေမှာကျွန်တော်ပြောအချုံကွက်ကလေးခွန်1ခွန်3ခွန်1ခွန်6ခွန်20ခွန်5ခွန်3ဆိုတဲ့ကဏ္ဍ5ခွက်အာပြီးတော့ကစားနော်ကဏ္ဍ5ခွက်အာပြီးတော့ကစားလို့ရှိရင်တော့10ခွက်ပေါ့ဗျာနှလုံးကတွတ်မရလို့ကျွန်တော်ကဒီမှာသူ့ရဲ့ကြက်ထားတဲ့လုပ်ငန်းစဉ်ကတော့သူကခွန်နောက်ဘိတ်ကိုသူကပို့ပြီးအားများတယ်တိုးတော်လဲကျွန်တော်ကဒီမှာအလွယ်တူပဲရေးတယ်ခွန်ထိတ်နေပြီးရေးတယ်ခွန်1ခွန်6ခွန်20ခွန်5ခွန်3ဆိုရေးတယ်ဒါကလူကြီးမင်းနေအာပြီးတော့ကစားပါထိပ်သီးကြတဲ့လူကထိပ်သီးတင်ထိုးပါနောက်ဘိတ်ကြတဲ့လူကနောက်ဘိတ်တင်ထိုးပါကဲအားလုံးပဲကျွန်တော်လိုက်ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ညီကောင်မတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့ရင် reaction လိုက်လက်မှအသေးလေးတွေပေးပြီးတော့เนาะကျွန်တော်ရဲ့ Facebook account YouTube channel ကိုလည်းเนาะ like and subscribe လေးလုပ်ပါ Facebook account ကိုလည်း like and follow လေးလုပ်ပေးကြပါเนาะကဲအားလုံးပဲကွက်လက်ပါဗျာเนาะ